မိเจ้าတွေကပြင်းထန်လွန်းတာမို့ရှမ်းလင်ကိုင်းကလူတွေကနောက်ကိုဆုတ်လိုက်ပါတယ်ကျုံးလီဘူးကကြည်နေရင်ဒီကောင်ယူသွားတာလားကိုတက်သေးတယ်မိเจ้าတွေငိန်သွားချိန်မှာတော့ရန်လျှောက်ကျဲရဲ့အစားအနာကိုတော့မတွေ့ရတော့ပါဘူးပုံမှန်တာဆိုရှလိုက်ခက်ကြောင်တော့ကကြောင်အုပ်ဖြစ်တဲ့တာလွန်တုံတော်တယောက်တည်သွားတာမို့ဝင်တစရာလို့ဆိုရမှာဖြစ်ပေမဲ့တည်သွားတာကအရန်လွယ်မနေဘူးလားပြီးတော့သူရှလိုက်ခက်ကလူတွေ9ယောက်10ယောက်လောက်ကိုတွေးလိုက်တာခုတော့ဘယ်တွေရောက်ကုန်ကြတာလဲရှာကြစမ်းမလွတ်သွားစေနဲ့လို့ပြောပြီးကျုံလီဘူးကစခန်းတစ်လျှောက်စစ်ဆေးကြည့်လိုက်ပါတယ်ရှက်လင်ကိုင်းကမိစ္ဆာဝိညာဉ်မာစတာတွေရဲ့အလောင်းတွေကိုတလောင်းပြီးတလောင်းတွေးလိုက်ရပါတယ်ဝိညာဉ်ဧကရေအစစ်မဲဆိုပေမဲ့ရှမ်းလင်ကိုင်းအတွက်တော့ဒါကဆုံးရှုံးနစ်နာမှုကြီးဖြစ်ပါတယ်အဲ့ဒါအပြင်မျက်နှာဖုံးတုပ်လောကလည်းမီလောင်တည်ဆုံသွားပြီးငွေပြမြက်တူတော်စင်မကလည်းပျောက်နေပါသေးတယ်ကျုံလီဘူးကတော့တွေးအမတတ်စိတ်ဆိုးသွားပါတယ်စစ်တူကြီးလင်းဟိုင်ကတော့ကျွန်တော်ဝေဟင်ဘော်ကဝိညာဉ်ထိန်မာစတာအဖွဲ့တွေကိုစောင့်ကြည့်ခိုင်းထားပြီးကျူတော့လူတွေထွက်သွားတာမတွေ့သေးဘူးစခန်းခုလုံးကိုလည်းရှာဖွေဖို့အမိန့်ပေးထားပြီးစောင့်ကြည့်ဝိညာဉ်ထိန်တွေလည်းအကုန်အလုံးလုံးနေတယ်လို့ပြောလာပါတယ်ကျုံလီဘူးကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးကောင်းပြီမင်းတို့မြေကြီးကိုတူရမယ်ဆိုရင်တော့ငါသူတို့ကိုတွေးချင်တယ်လို့ပြောလိုက်ပါတယ်လင်းဟိုင်ကလည်းအတီကြီးမြေလန်းရှာဖွေပေးပေမဲ့2ရက်ကြာတဲ့အထိရှလိုက်ခတ်အစားအနာကိုတော့မတွေ့ရပါဘူးကျုံလီဘူးကအင်မတန်ဒေါ်ရထွက်သွားပါတော့တယ်လင်းဟိုင်လည်းတန်တရားဝင်နေမိပါတယ်ရှလိုက်ခတ်ကစွာအားကြီးလွန်ပြီးလေထဲကနေပျောက်သွားတာလားဒါဆိုရှလိုက်ခတ်ကပိုပြီးကြီးမားတဲ့ချိန်ချောင်းမှုဖြစ်လာတာမဟုတ်ဘူးလားနေလာကတော့ဗဟေလီဖြစ်နေပေမဲ့ရှလိုက်ခတ်အဖွဲ့သားတွေကတော့မရဏလွင်ပြင်ထဲမှာထန်ရအခြေအနေကိုစမ်းစစ်နေကြပါတယ်ထန်ရကပြပြရင်ခွင်နဲ့လဲနေပြီးခေါင်းကိုအုပ်ကင်ပြီးနာကျင်လွန်းလွန်းအော်ဟစ်နေပါတယ်ဟော်ယူဟောက်ကတော့ထန်ရရဲ့မိစ္ဆာအစိမ့်မိနေတဲ့အခြေအနေကိုတေချာရှင်းပြပြီးမတေမျိုးဆေးပင်ကသူမရဲ့အစိတ်ကိုဖြေဖြောက်ပေးနိုင်ရင်တော့မိစ္ဆာအစိတ်ဟာသူမအသက်ဆွမ်းရည်နဲ့ချိတ်ဆက်နေတာကြောင့်ငွေပြမြက်အိတ်ကလေးကိုရှာမတွေ့ရင်သူမဟာနောက်ထပ်တစ်နှစ်လောက်ပဲနေနိုင်တော့မှာဖြစ်ကြောင်းပြောပြပါတယ်ပေပေကလည်းသူအဲ့ဒီအချိန်အတွင်းငွေပြမြက်အိတ်ကလေးကိုရအောင်ရှာမဲ့အကြောင်းပြောပါတယ်ယူဟောက်ကမတေမျိုးဆေးပင်နဲ့အစိတ်ဖြေပေးဖို့လုပ်ပါတယ်လုံးဝအစိတ်ဖြေဖို့ကတော့နှစ်ဝက်လောက်စောင့်ရမှာဖြစ်ပြီးအစိတ်လုံးဝပြည့်တဲ့အထိငွေပြမြက်အိတ်ကလေးကိုရှာမတွေ့ရင်အသက်အန္တရာယ်ရှိပါတယ်ဒါပေမဲ့ဟော်ယူဟောက်ကသူ့ရဲ့သက်ဆောင်သားကိုထန်ရကိုပေးထားပြီးသူမအသက်ဆွမ်းရည်အခြေခံကိုပြန်မပြင်ပေးနိုင်အောင်မှာအနည်းငယ်ပြန်လဲဖြည့်တင်ပေးနိုင်တာကြောင့်ယာယီအသက်ကယ်စီဖြစ်ပါတယ်မတေမျိုးဆေးပင်အလုံးဟာပန်းရောင်တန်းနေပြီးထန်ရရဲ့ကိုယ်ပေါ်ကခရမ်းမဲရောင်အကွက်တွေကိုထိလိုက်တာနဲ့ထန်ရဟာတုံးရင်လာခဲ့ပါတယ်မကြခင်မှာပဲခရမ်းမဲရောင်ရွှေကြီးလုံးတွေကထန်ရနှစ်ဖူးမှပေါ်လာခဲ့ပြီးယူဟောက်ကရေခဲစွမ်းရည်နဲ့ခဲပစ်ပြီးတောက်ွယ်သွားစေခဲ့ပါတယ်အဲ့လိုနဲ့ဟော်ယူဟောက်ကထန်ရကိုကုသပေးခဲ့ပါတယ်ထန်ရကတော့ကုသလို့အပြီးမှအိပ်ပျော်သွားခဲ့ပါတော့တယ်ထန်ရတကြီးရလာရင်မညံတွေပြန်ရလောက်ပြီလားလို့ပေပေကမေးခဲ့ပါတယ်ဒါကိုတော့ယူဟောက်လည်းအသက်မပြောနိုင်ပါဘူးနောက်တော့ယူဟောက်ကထန်ကိုင်းနဲ့မဲ့တုံးပြီးငွေပြမြက်ဧကရေရှာခိုင်းမှုအကြံပြုပါတယ်ရှာတွေ့ခဲ့ရင်ထန်ကိုင်းကနေစုချင်ငွေဝိညာဉ်ထိန်လက်နဲ့ပေးမယ်စားသည်ဖြစ်ပါပေပေကထန်ကိုင်းနဲ့မဲ့ကိုအလွဲသုံးစားလုံးပြီးမှဆိုတာကြောင့်အစားကသဘောမတူပေမဲ့အကုန်လုံးကနားလေပေးပြီးလက်ခံတာကြောင့်သဘောတူခဲ့ပါတယ်ရှလိုက်ခက်အဖွဲ့ဟာဒီတစ်ခေါက်မစ်ရှင်မှာထန်ရကိုကယ်လိုက်နိုင်ုံတင်မကနေလာတိုင်ပြည်စစ်စခန်းကိုလည်းကြောက်ကရက်ဖြစ်စေခဲ့ပါတယ်နေလာကတော့ရန်သူကိုမြေလန်းရှာဖွေပေမဲ့3ရက်မြောက်နေ့အထိဘာမှရှာမတွေ့ခဲ့ပါဘူး4ရက်မြောက်ညမှာတော့မျက်နှာဖုံးတုပ်လောနေသွားတဲ့တဲစခန်းထဲမှာပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်ပုံရိပ်ကအပြင်မှာရှင်းတဲ့လိုအတီးပေးတာနဲ့နောက်ပုံရိပ်တစ်ခုကထွက်ပေါ်လာခဲ့ပါတယ်တေချာကြည့်ရင်ပုံရိပ်နှစ်ခုစလုံးကဟော်ယူဟောက်ပါပဲယူဟောက်ဟာသူ့ပဖုံးခွဲခြင်းကိုတုံးပြီးသူ့စိတ်ဝိညာဉ်ကိုခွဲကိုရှေ့ကကင်းထောက်ခိုင်းသူကနောက်ကလိုက်ပြီးတတိကြီးစွာနဲ့နီလာစစ်စခန်းထဲကနေထွက်ခွာလာခဲ့ပါတယ်ရှလိုက်ခတ်စတဲ့ချနေတဲ့ထျံလင့်မျိုးကနေရာစီပြန်ရောက်ချိန်မှာတော့ယူဟောက်စိတ်ပူနေတဲ့ရန်လျှောက်ကျဲနဲ့မင်းသမီးဝေနာကထွက်ပြီးကြိုခဲ့ပါတယ်အကုန်လုံးအဆင်ပြေကြလားလို့မေးတဲ့အခါယူဟောက်လည်းအဆင်ပြေကြောင်းပြန်ဖြေခဲ့ပါတယ်မင်းသမီးဝေနာထွက်သွားတာနဲ့ဟောက်ယူဟောက်ကရန်လျှောက်ကျဲကိုကြောက်ဘလို့လွတ်လာတာလဲလို့မေးလိုက်ပါတယ်ရန်လျှောက်ကျဲကယူဟောက်နာကပ်ပြီးတိုးလေးပြောပြလိုက်ပါတယ်ဘသူ့ခုံမှမပြောပြဖို့လဲမှားလိုက်ပါတယ်ယူဟောက်ကတော့နားထောင်ပြီးအံ့ဩသွားပါတယ်ဒီလိုစွမ်းရည်မျိုးရှိတာလားဒါကတကယ်ကိုအသက်ကယ်စွမ်းရည်တစ်မျိုးပါပဲနောက်တော့မရဏလွင်ပြင်ထဲကအဖွဲသားတွေအကုန်ထွက်လာခဲ့ပြီးနောက်တရက်နာပြီးတာနဲ့ရှလိုက်ခတ်ကိုပြန်လာခဲ့ပါတယ်ရှလိုက်ခတ်ကိုရောက်တာနဲ့ဆုံလောင်တို့ရန်လျှောက်ကျဲတို့ကလည်းကြောင်းတော့ကိုအစီအရင်တင်ကြပါတယ်ထန်ရကနောက်ရက်တဝက်လောက်မှတတိယလာပေမဲ့သူမကကြောက်ရွံ့တရုပ်လိုပါပဲစားတော့ရေကအစားနောက်ဆုံးအိမ်နာကိစ္စအထိပေပေကပဲကူပေးနေရပြီးတာမန်လူတယောက်လိုနေထိုင်ဖို့တောင်ခက်ခဲလာခဲ့ပါတယ်ပေပေကတော့တစည်းမှမငြင်းညူပဲစိတ်ရှည်စွာဆောက်ရှောက်ပေးလို့နေပါတယ်ရှောင်းရဒါထန်ကိုင်းလေးကိုတို့အိမ်ပြန်ရောက်နေပြီးမှတ်မိလားလို့မေးလိုက်ပါတယ်ထန်ရကထန်ကိုင်းလို့ရေးထားတဲ့ဆိုင်ပုတ်ကိုကြည့်
ပြီးတစုံတစ်ခုကလုံနိုးလိုက်တယ်လို့နှခမ်းကတုံရင်လာခဲ့ပြီးထန်ကိုင်းလို့တူတူလေးရေရွတ်လိုက်ပါတယ်ပြီးတော့သူမကငကိုအတိုင်းကြောက်ရွံ့လို့ပြန်ဖြစ်သွားခဲ့ပါတယ်ဟောက်ရီဟောက်ကဒီတစ်ခါအပြင်ထွက်ဖို့စိတ်ကူမရှိသေးပါဘူးသူကရင်ရန့်ရေကန်ကရခဲ့တဲ့စေပင်တွေနဲ့ခံစမ်းထားခဲ့တဲ့အစိတ်ပညာကိုလေ့လာထားပြီးဖြစ်တာကြောင့်စေပင်တွေနဲ့စမ်းတက်ကြည့်ပြီးစေဝါဖော်ဆက်ဖို့ပြင်ဆင်နေပါတယ်ပြီးရင်ထန်ကိုင်းအဖွဲ့သားတွေကျင့်ကြံစဉ်တိုးမြင့်စေဖို့ကူညီပေးမှဖြစ်ပါတယ်နောက်တော့ကျောင်းတော်ကဟောက်ရီဟောက်ကိုလာရှာခဲ့ပါတယ်ပြောရရင်ဟောက်ရီဟောက်ဟာကျောင်းတော်ကနေဘွဲမရသေးပါဘူးသူကအတွင်းကျောင်းတော်စမ်းတက်စာမေးပွဲကိုဖြေပြီးမှကျောင်းတော်ကနေဘွဲရမှာဖြစ်ပါတယ်ရွှေဟောက်ကလည်းစမ်းတက်ချက်ခံယူဖို့သဘောတူလိုက်ပါတယ်ပြီးတော့ကျောင်းတော်ကနောက်9ရက်နေရင်ပင်လယ်နက်ဖျားဖူးစာပွဲလည်းရှိတာမို့ဝင်ရောက်ရှင်ပြိုင်ဖို့ပြောပါတယ်ရွှေဟောက်က3号ကိုမတွေ့သေးပေမဲ့သူ့မှာ3号ရှိပြီးသားမို့မပါချင်တဲ့အကြောင်းပြောပေမဲ့ကျောင်းတော်ရဲ့စီကံကစီကံပဲမို့ဝင်ပါရမှာဖြစ်ပါတယ်ဟောက်ရွှေဟောက်ကသူ့စေဝါတွေဖော်ဆက်ဖို့အတွက်စေအိုလို့တာကြောင့်စေအိုဝင်းရင်ချင်းကရိယာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့စေအိုကဒီလိုအချက်တွေနဲ့ပြည့်စုံမှရမှာပါစေအိုဟာအပူချိန်မြင့်တာကိုခံနိုင်ရပါမယ်အပူချိန်အမြင့်ကိုလည်းထုတ်လွှတ်နိုင်ရပါမယ်အပူချိန်ကိုလည်းထိန်းချုပ်နိုင်ရပါမယ်ပြီးရင်စေအိုဟာအထက်ကအပင်စေဝါတွေပေါ်တက်ပြောင်းတက်ရောက်တာမျိုးမဖြစ်ရပါဘူးဒီလိုတတ်မှတ်ချက်တွေနဲ့ဟောက်ရီဟောက်ကစေအိုဝင်းရင်ချင်းပုံချမ်းကိုရေးဆွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထန်ကိုင်းမှာဟောက်ရီဟောက်အကြောက်ဆုံးတော့အတန်တန်ကထွက်ပေါ်လာပါတယ်ကျွမ်းစီဝမ်ဖြစ်ပါတယ်မင်းကပြန်ရောက်တာနဲ့ပေပေကနေတဆင့်စေဝါဖော်မယ်အကြောင်းပြချက်နဲ့ရှောင်နေတယ်ပေါ့လေပြောစမ်းမင်းစေဝါဖော်ဆက်ဖို့ဘယ်နည်းလိုတာလဲလို့မေးလိုက်ပါတယ်ဟောက်ရီဟောက်ကကျွန်တော်ခုမှစေအိုလို့ခုပုံချမ်းဆွဲနေတော့ရှိသေးတာပြီးတော့စန်တက်ရအောင်မနဲ့ဗာနဲ့ကျွန်တော်မပြောတတ်ဘူးလို့ပြောလိုက်ပါတယ်စေအိုပုံချမ်းငါ့ကိုပြလို့ချွမ်းစီဝမ်ကပြောပါတယ်ရွှေဟောက်ရဲ့ပုံချမ်းကိုကြည့်ပြီးချွမ်းစီဝမ်ကရွှေဟောက်ခေါင်းကိုတစ်ချက်ရိုက်လိုက်ပြီးအမားတွေကိုထောက်ပြခဲ့ပါတယ်ရွှေဟောက်လည်းချွမ်းစီဝမ်စီကအကြံဉာဏ်ကိုတောင်းခံခဲ့ပါတယ်ချွမ်းစီဝမ်ကစေလုံးတွေလောက်တာမှဆိုကျွမ်းကျင်တယ်လို့ပြောလို့ရပါတယ်နီလာကဝင်းညင်ထိန်မာစတာတွေကဒီလိုစေလုံးတွေကိုအားကိုးပြီးအစင်တက်လာကြတာလေချွမ်းစီဝမ်ကလှည့်ထွက်သွားတာကြောင့်ရွှေဟောက်လည်းတူမားပါပြီသူတေချာဝင်းညင်ထိန်လက်လက်တွေအကြောင်းတင်ယူပါမယ်အကြံပေးပါသူအဆင့်ကိုဝင်းညင်ထိန်မာစတာဖြစ်အောင်ကြိုးစားမယ်စသည်ဖြစ်သွားပါတယ်မင်းကိုအဆင့်ကိုဝင်းညင်ထိန်မာစတာဖြစ်စေချင်တယ်လို့ဘယ်သူပြောလဲအဆင့်ကိုဝင်းညင်ထိန်မာစတာတွေကရှာပါတာမှန်ပေမဲ့ထူခြားတာမဟုတ်ဘူးလို့ချွမ်းစီဝမ်ကပြောလိုက်ပါတယ်ဒါဆိုဘာလို့စီချင်တာလဲလို့ရွှေဟောက်ကမေးလာပါတယ်ပြန်မဖြေပဲသူ့ကိုတေချာကြည့်နေတဲ့ချွမ်းစီဝမ်ကြောင့်ဟောရွှေဟောက်ကစက်သိမ်းမွေးညင်ထားလာခဲ့ပါတယ်ပြီးမှချွမ်းစီဝမ်ကငါမတေခင်အဆင့်30ဝင်းညင်ထိန်မာစတာတယောက်ကိုပြုစုပြိုထောင်ပေးခဲ့ခြင်းနဲ့ငါပါရမီရတော့အဆင့်30ရာမဖြစ်နိုင်တော့ဘူးမင်းကတော့ဖြစ်နိုင်တယ်တေချာစူးစမ်းဒီတခါတော့မင်းအဆင့်ကိုဝင်းညင်ထိန်မာစတာမဖြစ်မချင်းငါဘယ်ကိုမှတော့ခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်ရွှေဟောက်မျက်နှာကခါတက်သွားပါတယ်အဆင့်ကိုဝင်းညင်ထိန်မာစတာအဲ့ဒါဖြစ်ဖို့ဆိုသူကအရင်အဆင့်90ဖုန်းဟောက်တော်လို့ဖြစ်မှရမှာလေသူမှအခုတော့အဆင့်80ဝင်းညင်တုံလို့မဖြစ်ရသေးတာဒီတိုင်းနာဆိုနောက်10နှစ်လောက်ထိဒီမှာပဲနေရတော့မှလားလို့တွေးလိုက်မိပါတယ်ဆရာရွှန်ကျွန်တော်စူးစမ်းကြည့်မယ်ဒါမဲ့ထန်တိုင်းမှပဲနေမယ်လို့တော့အာမမခံနိုင်ဘူးရှလိုက်ခတ်မျိုးကနေမထွက်သွားဖို့တော့ဂတိပေးတယ်ဒါမဲ့ကျောင်းတော့ကတောင်းဆိုလာတာမျိုးရှိရင်တော့ထွက်မယ်လို့ပြောလိုက်ပါတယ်ရွှန်စီဝိုင်ကလည်းတဘောတူခဲ့ပါတယ်ပြီးတော့လာငါတို့အဆင့်ကိုစေးဦးသွားလို့ရအောင်လို့ပြောလိုက်ပါတယ်နောက်ရက်ပိုင်းတွေတော့ရွှန်စီဝိုင်နဲ့ဟော့ရီဟောက်တို့ဟာစေးဦးကိစ္စနဲ့အလုံးရှုံနေကြပြီးရှလိုက်ခတ်ကျောင်းတော့ကိုစမ်းတက်ချက်စာမေးပွဲဖြေဖို့ရဲရောက်မှယူဟောက်ကအဝိစားပါညာလဲပြီးအပြင်ထွက်ဖို့လုပ်လိုက်ပါတယ်ဟော့ရီဟောက်အပြင်ထွက်ဖို့လုပ်လိုက်ချိန်မှာပဲနေအေကရီရဲ့စိုးရိမ်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်ယူဟောက်ကဘာဖြစ်တာလဲမေးမြန်းကြည့်တော့နေအေကရီကရှောက်ပိုင်းနဲ့ဆက်နွယ်မှုရှိတာကြောင့်ရှောက်ပိုင်းကုကုမာနေပြီဆိုတာကိုတီးလိုက်ပါတယ်ကြည်ရလာကောင်းကင်အတီဒုက္ခကရောက်လာပုံပါပဲယူဟောက်ကလည်းချက်ချင်းပဲနေအေကရီကိုခေါ်ပြီးမရဏလွင်ပြင်းထဲကိုဝင်သွားလိုက်ပါတယ်အထဲမှာကောင်းကင်ကမဲနဲ့နေပြီးမိုးကြိုးတွေကလက်လိုနေပါတယ်အထက်ကမရဏအကောင်တွေဟာလည်းကောင်းကင်ရဲ့ဖိနှိပ်မှုကိုခံနေရပြီးမြေပြင်ပေါ်ဝတ်နေကြပါတယ်ရေခဲဝဝွန်ပရင်ရှောင်းပိုင်းကတော့တောင်ကုန်းထိပ်မှာလူသားအတွေ့နဲ့ပဲရပ်နေပါတယ်သူ့ပုံစံကတီတီငိမ့်ငိမ့်ပါပဲရုတ်တရက်ကောင်းကင်ကမိုးကြိုးတစ်ကြောင်ကရှောက်ပိုက်ခေါင်းမော်ကြရောက်လာပါတယ်ရှောက်ပိုက်ကစိတ်ဆိုးစွာအော်ဟစ်လိုက်ပြီးရေခဲပြရောင်အလွှာနဲ့ကာကွယ်လိုက်ပါတယ်မိုးကြိုးကပျောက်သွားသလိုရှောက်ပိုက်ကိုယ်ထဲကလည်းတုန်လှုပ်သွားပါတယ်ရွှေဟောက်ကနှင်းအိကရီကိုကြည့်လိုက်ပါတယ်နှင်းအိကရီကမင်းရဲ့မရဏလွင်ပြင်ကကုန်းမြင့်အစင်းနဲ့တူလွန်ပြီးကောင်းကင်ဒုက္ခကိုတောင်ဆွဲဆောင်နိုင်တာကိုရှောက်ပိုက်ဒီဒုက္ခကိုကြော်ဖြတ်နိုင်မယ်လို့ငါမထင်အဲ့ဒါကမိုးကြိုးကောင်းကင်အတိဒုက္ခပဲလို့ပြောလိုက်ပါတယ်ရွှေဟောက်ကကူညီခြင်းပေမဲ့နှင်းအိကရီကတော့သူတို့ရဲ့လက်ရှိကိုယ်ထဲတွေရကူညီပေးဖို့မဖြစ်နိုင်ကြောင်းပြောပါတယ်နောက်တစ်ချိန်မိုးကြိုးကရှောက်ပိုက်ကိုရိုက်ခတ်လာပြန်ပါတယ်ရှောက်ပိုက်ကဒီတစ်ခါခုခတ်နိုင်ဖို့ခက်ခဲခဲ့ပြီးသူ့ရဲ့မူလအတွင်ကိုတော့မှပြန်ပြောင်းလိုက်ရပါတယ်။အခုံးပေါ်ကအမွေတွေကတော့မီတူကုန်ပါပြီ။ကံကောင်းတာတစ်ခုကမိုးကြိုးကရှောက်ပိုက်ကိုပဲဦးတည်နေတာဖြစ်ပါတယ်။မရဏအကောင်တွေကိုဒါဦးတည်လို့ကတော့
မရဏလွင်ပြင်မှာပျက်စီးသွားနိုင်ပါတယ်နောက်ထပ်မိုးကြိုးနှစ်ချက်ဇက်တိုက်ကြားရောက်လာပြန်ပါတယ်ရှောက်ပိုက်ကသူ့စွမ်းအားကိုအမြင့်ဆုံးထားပြီးခုခံနေပေမဲ့သူ့အော်ရာကတဖြည်းဖြည်းလျော့နေလာတာကိုယူဟောက်ခံစားမိပါတယ်ရှောက်ပိုက်ကသူ့စွမ်းအားနဲ့တန်ပြန်တိုက်ခိုက်လိုက်ပေမဲ့အကြောင်းမထူးခဲ့ပါဘူးနောက်တော့ရှောက်ပိုက်ကသူ့ဆိုးကောကိုထုတ်ပြီးကောင်းကင်အတီဒုက္ခကိုခုခံခဲ့ပါတယ်အစပိုင်းတော့ခုခံနိုင်တယ်လို့ရှိပေမဲ့မကြခင်မှာပဲသူ့ဆိုးကောကတုံလှုပ်လာခဲ့ပြီးကိုယ်ထဲမှာလည်းအမဲရောင်အကွက်တွေပေါ်လာခဲ့ပါတယ်မျက်လုံးအယောင်ကလည်းတဖြည်းဖြည်းမိန်ကျလာပါတယ်နောက်ထပ်ပြင်းထန်တဲ့မိုးကြိုးရိုက်ချက်နဲ့ထိချိန်မှာတော့ရှော့ပိုက်ကလွင့်ထွက်သွားခဲ့ပြီးပောက်ကွဲတဲ့နေလဲဆူညံသွားပါတော့တယ်နီအီဂရီတောင်တားချိန်မရလိုက်ပဲယူဟောက်ကပြေးထွက်သွားပါတယ်နောက်ခဏမှာတော့ယူဟောက်ကမိုးကြိုးနဲ့ရှော့ပိုက်ကြားရောက်သွားပါတယ်မိုးကြိုးကယူဟောက်ကိုလွှမ်းခြုံသွားပါတယ်ဒါကိုမြင်လိုက်ရတဲ့ရှော့ပိုက်ကဖိုးဆိုပြီးမျက်ရည်စီးကျလာပါတော့တယ်နီအီဂရီလည်းယူဟောက်ကတားရဲ့အတွက်ဒီလိုအန်ဒီအများတာကိုလှုပ်လိုက်တာကြောင့်အံ့ဩသွားရပါတယ်အဲ့ဒီအချိန်မှာပဲငကားဟိမ့်နှံ့ကြားလိုက်ရပြီးမဲနဲ့နေတဲ့အယောင်ဟာမိုးကြိုးတွေကိုဖုံးကွယ်သွားပါတယ်ယူဟောက်ကတော့မြေပြင်ပေါ်ပြုတ်ကျသွားပါတယ်တေထုထဲမှာတော့မဲနဲ့နေတဲ့ငကားလက်တွေကမိုးကြိုးကောင်းတဲ့တိမ်တိုက်ကိုစုပ်ကိုင်လိုက်ပြီးတစ်ချိန်တည်းမှာပဲဟော့ယူဟောက်မင်းတော်တီးချင်နေတယ်ဟုတ်လားမင်းသိသွားရင်တော့ငါကန်ကြမှာစွားကိုယူလို့ရသေးတယ်နော်ခွေးကောင်လို့စိတ်ဆိုးစွာအော်လာခဲ့ပါတယ်ဒီအတန်ကိုကြားတော့နှင်းအေးဂရီကပြုံးသွားပေမဲ့လက်တဲကိုမြင်တော့မျက်နှာကတောင့်တင်းသွားပါတယ်မိုးကြိုးကောင်းတဲ့တိမ်တိုက်ကရှောင်းပိုက်ကိုတောင်တေတော့မတက်ဖြစ်သွားစေပေမဲ့ဒီလက်တဲရဲ့ခြေဖြတ်ခြင်းကိုခံလိုက်ရပါတယ်ငကားနက်ဖျားလက်တဲလို့သူမကရေရွတ်ပြီးတတိမထားမိခင်မှာရွှေဟောက်ကိုယ်ထဲဝင်ရောက်ပြောက်ွယ်သွားပါတော့တယ်ချောင်းပိုင်ကတော့ကောင်းကင်အတီးဒုက္ခကိုမကြော်ဖြတ်နိုင်ခဲ့ပါဘူးမကြခင်မှာဟော့ယူဟောင်းနဲ့ပေါင်းဆက်မှာဖြစ်ပါတယ်မရဏလွင်ပြင်မှာလည်းဘရင်တစ်ပါးပေါ်ထွက်လာတော့မှာပါပြီးရင်တော့အားလုံးမျှော်နေတဲ့ပင်လယ်နက်ဖျားဖူးစာပွဲရောက်ပါပြီဆက်လက်ဆောင်ကြည့်ပေးကြပါဦးဒါကစာစေရတာပြောပြခြင်းဖြစ်လို့တုံ့ဟွာနေတော့ကွယ်လွဲမှုရှိနိုင်ပါတယ်ယေရှုပါရှင်